တွေ့ကြစက်မလဲကတော့ဒီဇလန်မှာလူချမ်းကြီးငါကောင်းကင်ကိုမော့ကြည့်ပြီးတော့အော်ပြောလိုက်ချင်တာရှင်ဘတ်တဲမှာနာလုံးလို့ပါထားခဲ့ပါနောက်လူသေးမင်းပြောပါစေကပြန်တဲ့ပွဲစီမနာကျင်ခဲ့တော့တဲ့မှာဒီလူဟာမင်းတို့ရှိပြီးသားတရီလီတာလောက်ပဲဆန်ပါနော်အောင်ပေါင်းလို့ညံ့ချိတ်တယ်ကွာချိတ်ညံ့တောင်းမင်းโอเคသွားပြီဝါရှင်လာလောက်ပါထိပါရှောင်း